အားလုံးပဲမင်္ဂလာပါချေယူကျူ channel လေးကနေကိုမိုင်းအားလုံးကိုတရားမကျန်နေထွေးစွာပြန်လည်ကြိုဆိုလိုက်ပါနော်ချေယူကိုမိုင်းအားလုံးပဲတရားမကျန်မင်္ဂလာညာချမ်းလေးပါနော်ချေယူအားပေးနေတဲ့ကိုမိုင်းအားလုံးပဲနော်ချေယူတရားနေပြီးအားလုံးကိုမင်္ဂလာပါလို့နှုတ်ဆက်ပါနော်ချေယူကိုမိုင်းအားလုံးပါနော်ချေဒီတခါမှမဖောက်တဲ့ကီးလေးပါနော်ဒီနေ့တနေ့ကုန်တော့ကီးလေးဖောက်သွားပါတယ်နော်ဒါပေမဲ့ကိုမိုင်းအားလုံးပဲနော်ချေယူပေးထားတဲ့တောက်လျှောက်တစ်ခုမှကြီးရဖောက်ခဲပါနော်တခါတလေတော့သူလည်းဖောက်မှာပေါ့နော်ဒါကိုမိုက်အားလုံးလဲနားလဲပေးစီချင်ပါတယ်နော်ချေယူကိုမိုက်အားလုံးပဲမနေ့ဖန်အောင်ထပ်မှန်ပြီးတော့ချေယူအကောင်းဆုံးထပ်ပြီးတော့ကြိုးစားထားရနော်ကိုမိုက်အားလုံးပဲနဲ့ဒီနေ့တစ်နေ့ပဲရှိပါသေးရနော်အားလုံးပဲဇွဲမလျှော့ပါနော်22ရက်နေ့4လပိုင်း2025အင်္ဂါနေ့မနေ့12နာရီ10မိနစ်အတွက်ကိုနော်ချေရီကိုမိုင်းအားလုံးနော်တယောက်မကျန်အစီပြေစီရမယ်လို့ချေရီယုံကြည်ထားပါရနော်ကိုမိုင်းအားလုံးပဲနော်ချေရီဒီနေ့တနေ့ကိုနော်9နဲ့ဆိုလို့ရှိရင်9ခွက်ပါပါရနော်ကိုမိုင်းအားလုံးပဲနော်ဒါပေမဲ့အဲ့9ခွက်ကနော်ကနန်းကလုံးဝ9ခွက်တည်းမှာနည်းနည်းချော်ထွက်နေတာ9နဲ့ပေးတာနော်ကိုမိုင်းအားလုံးပဲချေပေးလိုက်တဲ့ကနန်းလေးတဲ့အရန်ဝေးနေတာမဟုတ်ပါဘူးနော်ကိုမိုင်းအားလုံးပဲဒီနေ့တနေ့ကိုထိပ်သီးနေမိပါတယ်နော်ထိပ်သီး385ထိပ်သီးလေးကိုချေပေးထားတာဒါပေမဲ့ကနန်းကပါတဲ့အတွက်ကြောင့်မို့ဒါပေမဲ့နော်အကွက်မပါပါဘူးဖြစ်နေတယ်ကိုမိုင်းအားလုံးပဲနော်မနေ့ကလည်း9နဲ့9ခွက်ပါတာလွတ်သွားပါတယ်ညနေပိုင်း9နဲ့9ခွက်ပါတာလည်းလွတ်ထပ်ပြီးတော့လွတ်သွားပါနော်ကိုမိုင်းအားလုံးပဲနော်ချေဒီနေ့ပေါ့နော်ထပ်ပြီးတော့ကိုမိုင်းအားလုံးအတွက်ထပ်ပြီးတော့ကြိုးစားထားပါနော်ကိုမိုင်းအားလုံးပဲတယောက်မကြံချေကိုအားပေးတဲ့ကိုမိုင်းအားလုံးပဲနော်တယောက်မကြံချေကြီးဘက်ကနေဒီကနေပြီးတော့ကိုမိုင်းအားလုံးကိုတယောက်မကြံကျေးဇူးတင်ပါတယ်လို့ချေကြီးဘက်ကနေပြီးတော့ပြောချင်ပါနော်ကိုမိုင်းအားလုံးချေကြီးရဲ့ဗီဒီယိုဖိုင်လေးကိုကိုမိုင်းအားလုံးတွေ့ပြီးဆိုတော့တယောက်တစ်ချက်လိုက်လက်မလေးနေမယ်နော် channel လေးကို subscribe မနေရသေးဘူးဆိုလို့ရှိရင် channel လေးကို subscribe နေပြီမယ်နော်အများမြည်ပြီးအများတွေ့ပြီးတော့အများပေါက်စီခြင်းနဲ့စေတနာနဲ့ချေကြီးလာရောက်ပြီးတော့မျှဝေပေးခြင်းဖြစ်ပါနော်ကိုမိုင်းအားလုံးပဲနော်ကိုမိုင်းအားလုံးပဲနော်ချေရည်ဒီလူဗီဒီယိုဖိုင်လေးကိုကိုမိုင်းအားလုံးပဲစုံထိရောက်အောင်လည်းကြည့်နေကြပါနော်ကိုမိုင်းအားလုံးဘက်ကနေပြီးတော့အကျိုးမြတ်တရားတစ်ချက်မှလည်းမရုပ်စီရပါဘူးနော်ချေရီကိုယုံကြည်ပေးဖို့ပဲလိုပါနော်အမြဲတမ်းလည်းမမှားတယ်လို့အမြဲတမ်းလည်းမမှန်ပါဘူးဒါပေမဲ့ချေရီပေးလိုက်တဲ့ကနန်းလေးကလုံးဝတုံးဝမတူဘူးဆိုပြီးတော့လွဲသွားတဲ့ပုံစံမျိုးတော့မဟုတ်ပါဘူးနော်ချေရီရဲ့ကိုမိုင်းအားလုံးဒါလေးတွေကိုတော့နားလည်ပေးစီချင်ပါနော်မနေ့ဖန်ကိုချေရီဘက်ကနေပြီးထပ်မှန်ပြီးကောင်းဆုံးကြိုးစားထားတဲ့အတွက်ကြောင့်မို့ကိုမိုင်းအားလုံးပဲနော်ချေရီထိန်စည်းလေးတွေကီးလေးတွေပြောပြပေးမယ်နော်ချေရီရဲ့ကိုမိုင်းအားလုံးပဲကိုမလုံးမဲ့ရှိလို့ရှိရင်ဆွဲကက်ပေးပါနော်ဆွဲကက်လို့ရှိရင်ကိုမိုင်းအားလုံးပဲပောက်ကွက်လေးဖြစ်ပါတယ်နော်ချေရီရဲ့ကိုမိုင်းအားလုံးပဲ22ရက်နေ့4လပိုင်း2025အင်္ဂါနေ့မနေ့7နာရီ10မိနစ်တက်မှာနော်ရှယ်ကီးချေရီကိုမိုင်းအားလုံးပဲရှယ်ကီးနော်ရှယ်ကီးကတော့ခွန်4ကီးလေးပါနော်ခွန်4ကီးလေးပါနော်ချေကြီးကိုမိုင်းအားလုံးပဲထိပ်စီးလေးက183ထိပ်စီးလေးပါနော်ထိပ်စီးကတော့183ထိပ်စီးလေးပါနော်ချေကြီးကိုမိုင်းအားလုံးပဲကိုမလုံးပိုင်ရှိလို့ရှိရင်ဝမ်းချင်းလေးတွေလုံးပိုင်လေးရှိရဆိုလို့ရှိရင်ချေကြီးကီးနဲ့ပဲဖြစ်ဖြစ်ဝမ်းကြီးထိပ်စီးပိုင်လေးနဲ့ပဲဖြစ်ဖြစ်ကိုမိုင်းအားလုံးဆက်ကပ်ပြီးကစားမယ်ဆိုလို့ရှိရင်နော်ကိုမိုင်းအားလုံးပဲပေါက်မယ်လို့ချေကြီးယုံကြည်ထားပါနော်ချေဒီကနန်းလေးပြောပြပေးမယ်နော်ရှယ်မိတ်1 ခွန်1 4 1 3 1 8ပါကိုမရဲ့အားလုံးပဲနော်နောက်တစ်ခေါက်ထပ်ပြီးပြောပြပေးမယ်နော်ရှယ်မိတ်နော်1 ကဲ1 ခွန်ရဲ့1 4ရဲ့1 3ရဲ့1 8ကဲပါနော်ချေဒီကိုမရဲ့အားလုံးပဲနော်တတိထားမိကြလို့ချေဒီကနန်းမထိသေးလည်းမထိသေးဘူးနော်ထိပြီဆိုလို့ရှိရင်မိန်းခွက်ကနေထိရနော်ကိုမရဲ့အားလုံးပဲမိန်းခွက်ကလေးတွေကိုတိတိချာချာထိမိလေးလိုက်ကစားပါနော်ရှယ်မရ1 ခွန်1 4 1 3 1 8ပါနော်ကိုမရဲ့အားလုံးပဲဒူမိန်းလေးရနော်ဒူမိန်းလေးက8 ခွန်8 2 8 4ပြီးရင်3 ခွန်3 2 3 4ပါနော်ကိုမရဲ့အားလုံးပဲနောက်တစ်ခေါက်ထပ်ပြီးပြောပြပေးမယ်နော်ဒူမိန်းလေးက8 ခွန်8 2 8 4ပြီးလို့ရှိရင်3 ခွန်ရဲ့3 2ကဲ3 4ရပါနော်ချေကြီးကိုမရဲ့အားလုံးပဲကနန်းနဲ့ပြန်လျှော့ထားနော်ချေကြီးကိုမရဲ့အားလုံးနော်ချေကြီးကိုမိုင်းအားလုံးပဲနော်ချေကြီးရှယ်ကနန်းလေးရကြပြီဆိုလို့ရှိရင်ကိုမိုင်းအားလုံးပဲတယောက်တစ်ချက်လိုက်လက်မလေးနှိမ့်မယ်နော် channel လေးကို subscribe မနေရသေးဘူးဆိုလို့ရှိရင် channel လေးကို subscribe နေမယ်နော်အများမြင်ပြီးအများတွေ့ပြီး like share လေးတွေနဲ့ကိုမိုင်းအားလုံးပဲကိုတယောက်တည်းမဟုတ်ဘဲနဲ့အများတွေ့ပြီးအများပေါက်စေခြင်းနဲ့စေတနာနဲ့ပေါ့နော်ချေကြီးဘက်ကနေပြီးလာရောက်မျှဝေပေးတဲ့အတွက်ကြောင့်မို့ကိုရီမတွေဘက်ကလည်းချေကြီးကိုပေါ့နော်
လိုက်လက်မလေးနဲ့ကိုမိုက်အားလုံးနှိပ်ပေးသေးခြင်းနဲ့ပေါ့နော် share လို့ရမယ့်နေရာလေးတွေမှာလည်းကိုမိုက်အားလုံး share ပေးသေးခြင်းပါနော်ဟုတ်ကဲ့ပါချေကြီးကိုမိုက်အားလုံးပဲနော်22ရက်နေ့4လပိုင်း2025အင်္ဂါနေ့12နာရီ1မိနစ်အတွက်မှာကိုမိုက်အားလုံးပဲနော်ချေကြီးပေးလိုက်တဲ့ကနန်းလေးနဲ့ကိုမိုက်အားလုံးပဲတယောက်မကျဲနော်ကိုမိုက်အားလုံးဒိုင်ရီစီမှာငွေမြတ်ထုတ်နေပါသေးလို့ချေကြီးဘက်ကစုမှုအောင်တောင်းနဲ့ကိုမိုက်အားလုံးကိုတယောက်မကျဲချေကြီးဘက်ကနေနှုတ်ဆက်လိုက်ပါနော်ကိုမိုက်အားလုံးပဲနော်ဘိုင်မှာမနေ့ကမှပြည့်စုံမဲ့ချေကြီးကိုမိုက်နော်